ဆက်တစ်ကားပေါ်မှာကပိုင်းလိုက်ပါလို့ဆိုပြီးတော့လူတွေအကုန်လုံးအောက်ဆင်းခိုင်းပြီးတော့တရားချင်းစစ်မယ်လို့ပြောတယ်။ဘုန်းကြီးတွေလည်းပါတယ်လူတွေလည်းပါတယ်အကုန်လုံးစစ်မယ်ပေါ့။ YBN 23ကားစီးပြီးတော့သူလှိုက်လိုက်ရမှတ်တိုင်မှာဆင်းနေပေါ့။သူ့ဝေထဲမှာအိတ်ကအခွဲခံပြီးတော့ဖုံးမရှိနေတော့ဘူး။အဲ့ဒါကျွန်တော်အိမ်မှာတခိုးခိုးခံရတယ်။အဲ့ခိုးခံတဲ့ပစ္စည်းဒီဘိန်းစားထဲမှာလာရှာတာပါ။မိဘပြည်သူများအားလုံးမင်္ဂလာပါရှင် My Village မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရရှင်ကျမနဲ့အတူ reaction video များကို like ပါကြည့်ရှုပေးကြပါအောင်ရှင်ကျမနာမည်ကတော့တရားကြီး view ပါရှင်ဘုန်းကြီးတွေလည်းပါတယ်လူတွေလည်းပါတယ်အကုန်လုံးစစ်မယ်ပေါ့အဲ့လိုအောက်ကိုအကုန်လုံးစင်းခိုင်းပြီးစစ်တယ်ဆိုလို့ရှိရင်တခိုးကထွက်ပြေးမသွားအဲ့ပါကပိုင်းနဲ့ကထွက်ပြေးမသွားဘူးလားဟုတ်တယ်မလားသူ့အခွင့်အရေးပေးသူတို့ဖြစ်မသွားဘူးလားတကယ်ဆိုလို့ရှိရင်ကျမထင်တော့ဗောနော်ဒီကားပေါ်မှာကားတကားတွေကိုပိတ်ပြီးလို့ရှိရင်ဒါတရားချင်းစီကိုဒီကပိုင်းလိုက်ဘယ်သူလဲဆိုတာကိုလိုက်ပြီးတော့တရားချင်းစီကိုစစ်လိုက်လေအဲ့ဒါမှဖြစ်မှာဗောဘုန်းလို့ရှိရင်ဒီကပိုင်းလိုက်ကိုအခွင့်အရေးပေးသူတို့ဖြစ်သွားမှာဗောကားသမားတွေကလေအဲ့ YB ကကားသမားတွေကလည်းလေတော်တော်များများကလေကားပေါ်မှာအဲ့ကပိုင်းလိုက်ပါလာလို့ရှိရင်လည်းလေတိတ်ပြီးတော့ဟိုလေးမပြဘူးလို့ပြောမလဲကပိုင်းလိုက်ကိုအခွင့်အရေးပေးတဲ့ပုံစံမျိုးတွေလုပ်တယ်ဟိုကမှတ်တိုင်ပါတယ်ဆိုပြီးကပိုင်းလိုက်ကဆင်းသွားအောင်အဲ့မှာဟိုကပိုင်းလိုက်ခံလိုက်ရတဲ့သူတွေကမိန်းကလေးဆိုလို့ရှိရင်လည်းအဲ့ဒီမျက်ရည်လေးဆန်းဆန်းနဲ့ကြံခဲ့ရောယောက်ျားလေးဆိုလို့ရှိရင်လည်းလေတောက်တစ်ခေါက်ခေါက်နဲ့ဒေါသတွေထွက်ပြီးတော့ကြံခဲ့ရောသူတို့ကိုလေဟိုဗာလဲကားရက်ပေးပါဗာလေရဲစခန်းကိုမောင်းမေးပါဘာညာပြောလို့ရှိရင်လေသူတို့ကလေမရက်ပေးဘူးသီလားလိုက်ပို့လည်းမပို့ပေးဘူးရဲစခန်းတွေပါလေပို့လည်းမပို့ပေးမသိကြံဆောင်နေကြတာအဲ့တော့ YBS စီးလို့ရှိရင်ကိုပစ္စည်းလေးတွေကိုကိုပါကိုဂရုတဆိုင်နဲ့ဒီလိုရင်ဝင်ထဲမှာထည့်ထားကြပါကြောပိုးကြီးဆိုလဲကြောပိုးကြီးပေါ့နော်အရှိဘက်ကိုဒီမျိုးလှုပ်ထားကိုရဲ့ဆလင်းမင်းကလေးတွေဆိုလို့ရှိရင်လဲဥမာဆလင်းမဲ့အိတ်ကလေးတွေလွယ်တဲ့အိတ်လေးဆိုလို့ရှိရင်လဲကိုရင်ဝင်ထဲလေးမှာအတန်းနိုင်ဆုံးထည့်ထားကြပါအလွယ်တကူလေးမထားကြပါနဲ့လို့ပြောချင်တာပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်YBN 23ကားသမားကြီးကိုအရန်ပဲကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့ကျေးဇူးတင်ရတာလဲဆိုတော့မနေ့ကကျမညီမလေးအလုပ်ပြန်တဲ့အခါမှာ YBN 23ကားစီးပြီးတော့သူလှိုက်လိုက်ရမှတ်တိုင်မှာဆင်းနေပေါ့နော်။အဲ့ဒီအချိန်မှာကြည့်လိုက်တဲ့အခါမှာသူ့ဝေထဲမှာအိတ်ကအခွဲခံပြီးတော့ဖုံးမရှိနေတော့ဘူး။အဲ့ဒါနဲ့သူကလည်းအရန်ပြရခတ်သွားပြီးတော့ကားသမားကြီးကိုသူအကူညီတောင်းတယ်သူဖုံးပါသွားပြီပေါ့နော်။အဲ့လိုပြောလဲပြောကားသမားကြီးကလေသူကလေချက်ချင်းမဲ့လေဖုံးနံပါတ်မေးပြီးတော့သူကဖုံးဆက်ပေးတယ်ဒါပေမဲ့ဖုံးကဆက်ပိတ်သွားပြီချက်ချင်းပဲဆက်ပိတ်သွားနော်အဲ့ဒါနဲ့အနောက်ကပါတဲ့ခကြီးစံမောင်လေးတယောက်ကလည်းသူ့ဘုံကိုနံပါတ်ကိုပြောပါဘောနော်သူခေါ်ပေးမယ်ဆိုခေါ်တဲ့ခါကျတော့လေဘုံကဆက်ပိတ်ထားပြီးသွားပြီအဲ့ဒါနဲ့ကျမညီမလေးကလည်းသူ့မလေးအရန်ပြရလေးကတ်သွားပြီးတော့သူ့မဘလို့မှဟိုပေါ့နော်စိတ်ဆင်းရဲနေပြီအဲ့ဒါနဲ့ဝိုင်ဘီကမှထပ်ပြီးဦးကြီးတောင်းမြော်လုပ်ပါဆိုတော့အမှလေးတချို့ဝိုင်ဘီရဲ့ဟိုကားစရာတွေဆိုလို့ရှိရင်လေသူတို့ဟိုစိတ်ရှည်ခြင်းမှရှည်မှာပေါ့နော်ဟိုဗာလဲစိတ်မရှိဘူးပေါ့နော်ခကြီးတွေပါတယ်နောက်မှပဲလှုပ်ဆိုတဲ့ပုံစံမျိုးတွေဟိုတွေ့တာလည်းရှိတွေ့ဘူးလေပေါ့နော်ဒါပေမဲ့ဒီကားဒီ23ကားသမားဆရာကြီးကလေသူကလေချက်ချင်းမဲ့ကားကိုဆက်ရက်ပြီးတော့သူ့ခုံကနေဆင်းလာပြီးတဲ့အခါကျတော့ခကြီးတွေတို့အားလုံးပဲပေါ့နော်ဒီညီမလေးရဲ့ဘုံပျောက်သွားတာဖြစ်တဲ့အတွက်ကိုတယောက်ချင်းစီအိတ်တွေကိုရှာဖွေခွင့်ပြုပါလို့သူကပြောလိုက်တဲ့အခါကျတော့လေအကုန်လုံးကလက်ခံတယ်သိလားအဲ့ဒီအချိန်မှာပဲနော်မကြောက်ခဏလေးပဲနော်ရှာတော့မရှာသေးဘူးအမျိုးသမီးတယောက်ကလေညီမလေးရဲ့ဘုံကဒီဘုံလားလို့ပြောပြီးတော့ပြတာအရန်ရောကောင်းတယ်နော်ကျမလေးရဲ့ဘုံကအိတ်ကြီးကခွဲခံရတယ်ပြီးတော့အဲ့ဒီအန်ဒီအမကြီးတယောက်ကညီမလေးဒီဟာညီမလေးဖုံးလားဆိုပြီးမေးတယ်လေဘလို့တွေတော့မသိနေတော့ဘောနော်စဉ်းစားကြည့်လိုက်တော့ဒါပေမဲ့ကျမအခုဒါပြောပြတာက YB ကဘယ်ကားမှာပဲဖြစ်ကပိုင်းလိုက်တဲ့တတိပြုပါဆိုပြီးတော့စာရီပါပါတယ်နော်အကုန်လုံးလည်းခဏဒီလိုမျိုးတွေအလိုက်ခံရပါတယ်ချိခဲ့တိုင်းလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျမညီမလေးကတော့ဖုန်းတော့ပြန်ရလိုက်ပါတယ်အဲ့ဒီအတွက်ကိုဒီ YB ရဲ့ကားဆရာကြီး23ကားဆရာကြီးပေါ့နော်ဘယ်သူလဲလည်းမသိလိုက်ကပါဘူးကားနံပါတ်လည်းမမှတ်မိလိုက်ပေါ့နော်သူလည်းထူပူနေတဲ့အတွက်ဒါပေမဲ့တကယ်ဟိုအဲ့ဒီ YB ရဲ့23ကားဆရာကြီးကိုအထူးပဲကျေးဇူးတင်တယ်ဆိုကြောင်းပြောချင်တာပါပြီးတော့အားလုံးပဲဒီ YB ရဲ့ကားစီးပြီးတော့သွားနေရတဲ့ဒီလူတွေပေါ့နော်ဘယ် YB ရဲ့ကားကိုစီးပြီးထပ်ပြီးတော့အထူးဂိမ်းစိုက်ကြပါလို့လာပြီးတော့အားလုံးပြတာပါကျေးဇူးတင်ပါတယ်ဒီထားတဲ့နေပြန်နော်ဒီမှာပြန်နော်ဘရိန်ကန်တွေကဒါရွှေနှစ်ကြက်သားလောက်အဖိုးခံရတာလေပြန်နော်ဒါတတိထားစရာပေါ့ဗျရွှေဘရိန်ကန်တွေကခိုးပေါက်တာလေပြန်နော်အဲ့ရွှေဆိုင်ကြီးတွေတတိထားစရာပေါ့ဗျာနော်ရွှေပရိန်ဆရာကြီးတွေမပြနားစမဆောတော့ပါနဲ့ရဟိုအတင်း
ထုတ်သွားပြီနော် ไอ้ปลัสนาโบเดียวให้ใหม่ไอ้โบยิว Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ ကျွန်တော်အိမ်မှာတခိုးခိုးခံရတယ်အဲ့ခိုးခံတဲ့ပစ္စည်းဒီဘိန်းစားထဲမှာလာရှာတာပါ တွေ့မလား ကျွန်တော်အိမ်မှာပျောက်တဲ့ဟာတွေပေါ့ဒီမှာတကယ်ရှိမှာကိုပြီးဒီမှာပဲကုန်လာရောက်တာအဲ့ဒါလာရှာတာပါကိုရပစ္စည်းမတွေ့တော့သူများခိုးတဲ့ပစ္စည်းတွေဝယ်လာပါပဲသူများခိုးတဲ့ပစ္စည်းတွေပရောင်းလာနေရောင်းနေသူများတွေခိုးလာတဲ့ပစ္စည်းလေးတွေကိုလည်းထပ်ပြီးတော့ကြည့်ပါဦးပဲ သူများရင်ခိုးတဲ့ပစ္စည်းကအိမ်ဟောလှပ ကိုပစ္စည်းတော့ပို့လာလို့ပို့ဝယ်လာလိုက်တယ် ဒါတော့ဖုံးတစ်ခိုးတယ်ဗျာနော်အားလုံးမတတိထားကြကဲခိုးတော့ရင်နော်ခိုးတော့မယ်ဖုံးခိုးရနော် သူ့မရဘူးလား အန်တီကြီးတယောက်ပဲ ရတယ်သူလည်းရ ဆိုင်ရဖိုးခိုးတော့မှာနော်ဖုံးသူတွေလည်းကောင်းရကောင်းဝယ်လုံးမစားကြင်ကြတော့ဘူးဗျာနော် အိမ်မေးအများကြီးတယ်ဟုတ် ဒါလည်းကောင်းဆုံးတန်ကြီးတွေတတိထားကြရပါဗျာလူဘလို့ခိုးမလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရအောင်နော်ဒါမှပါသွားပြီထင်တယ်ဗျာနော် မရဘူးဟိုနောက်တဲ့ရော တကိုးတွေတော့စိုးနေပြီနော်ကဲပြီးမှပြန်လာမယ်နော်ပါသွားပြီဗျာနော်ဟောမှာမကြည့်တယ်နောက်ချတယ်ဒီချာပြရနော် CCTV နဲ့ရတယ်သူလည်းရ နေကင်းကြောင်တောင်ခိုးနေရနော်တော်တော်ဆွတ်ဆွတ်ဖြစ်နေတော့ဆိုင်ရတဲ့ခိုး မနေ့ညကအိမ်ကဆိုင်ကယ်တစ်စီးပါသွားပါတယ်အမှဆိုင်ကယ်တစ်ခုမျက်နှာလေးတွေပြထားပါတယ် ခိုးနေနော်တတိထားကြပါ ချင်းအင်ကြီးနဲ့တယောက်ကအုတ်ထုံနောက်ပြန်ဆောင်းထားတဲ့တယောက်ကိုဘာလဲမသိဘူးပေးလိုက်တာအမှပေးပြီးတော့သူအိတ်ထဲမှာဟိုဟာကြည့်တရားကြည့်လို့လှုပ်ပြီးတော့ထွက်သွားတာဘေးကနေလူချင်းနေကြည့်ပြီးတော့သူပြန်ဝင်လာမှာအမှဝင်လာပြီသူဝင်လာဟိုဘက်ဆိုင်ကတောင်သူပုတ်လိုက်တယ်အမှလူချင်းနေကြည့်ဘလောက်မှမချတော့တခါတည်းကိုဆွဲယူသွားတာ ကဲ ဟိုဘက် CCTV ကနေပြန်ပြမယ်နော် ဆွတ်ဆွတ်ပဲနော် အမှထွက်သွားအဲ့အပြီးတော့မှဆိုင်ကယ်ထဲမှာသူကြည်နေရနှစ်ယောက်ပေါင်းပြီးတော့ဟိုကြည်လိုက်ဒီကြည်လိုက်နေဆိုင်လူရှုပ်တဲ့အချိန်ကိုဝင်ပြီးတော့ရှူသွားပါတယ်အားလုံးပဲတတိထားကြပါကိုဆိုင်ကယ် ကျမနဲ့အတူကြည့်ရှုပေးကြသောမိဘပြည်သူအပေါင်းတို့အားအထူးပင်ကျေးဇူးတင်ပါရရှင်မြန်မာပြည်ကြီးလည်းဘေးအမျိုးမျိုးမှာကင်းဝေးကြပါစေရှင်နောက်ထပ်အခုလိုအစီအစဉ်လေးတွေကိုမလွတ်တမ်းထပ်မံကြည့်ရှုဖို့ရန်အတွက်ကျမတို့ရဲ့ My Village မြန်မာ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်